ဒီနေ့ပြန်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့စီကလော်တွေကိုအရင်ဆော့ပြသလိုပြောပြီးဆော့ပြပါမယ်ကဲကျွန်တော်တစ်ချိန်တော့နိုင်ငံရေးနဲ့ဘလို့စာသုံးပြန်ပြမယ် HPP ဘလို့ဒီ HPP ကိုလို့ကျွန်တော်ရဲ့လက်အောက်မှာဖြစ်ရပါမယ်698အတွက်ကsmallပြည့်အတွက်ကျွန်တော် small စာတော့ပါမယ်900နည်းဝိုင်းကျွန်တော်တောင်းမှပါဗျာဗီဒီယိုအပြည့်က920ပဲရလို့ပါကျွန်တော်တောင်းမှပါတယ်နည်းနည်းဝါသွားခဲ့ကျွန်တော်စောင့်ကြည့်ပေးပါစက္ကန့်လေးဘာကြမှာဆိုတာကဲထောက်ဝင်တော့ပြန်နော်ဘရိုကြည့်နေပါလေအသေးကြပါတယ်ကဲ happy video ပြန်ဝင်မယ် page ပေးတယ်ကျွန်တော် page ကို900နဲ့ဒီကစထိုးပါပြီဒီ happy video ဘရိုက900ခန့်တော့80ရာခိုင်နှုန်းအမခံတယ်နိုင်များတဲ့ force ပေါ့ဗျာမစိုးဗျဒီ happy လေးတော့ရတာတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို channel တက်တယ်ဆိုရင် like ရ subscribe လေးနဲ့အားပေးခဲ့ကြပါဦးဗျာ comment မှာလည်းရေးချင်တာရေးတော့ပါဗျာခဏစောင့်မစက္ကန့်လေးသွားနေပုံမှာကျွန်တော်ရဲ့ ID ကဲဝင်သွားပြီဘရိုကြည့်နိုင်ပါမအကြီးကြသွားပြီကဲခဏဖမ်းနေပြန်လာမယ်အဲ့ဒါလက်လိုင်းမကောင်းဘူး900အတွက်သူကပါပေးတယ် small တဲ့ကျွန်တော် small ကို900လေးစားထုတ်ပါမယ်ဘရိုကြည့်နေမှာနော်ကျွန်တော်အခုချိန်ဒီတခြားမှမလွဲသေးဘူးဗျာ3ညီစက်တိုက်ရှိပြီကျွန်တော်မလွဲသေးဘူးကျွန်တော်ရဲ့လောင်းမှာဆို happy free ပေးပါပါသူများကျွန်တော်ရောက်မစားတပါဘူးကဲတက်ဝင်တော့ပြန် bro ကျွန်တော်ဒီဗီဒီယိုလေးကို channel တက် like ကလေးနဲ့ပြောရပါဦးဒီ happy view လို့ချင်လဲကျွန်တော်ရဲ့ Telegram လေးချပြပါမယ်နားမလည်ရရှိလဲပြန်လာမေးလို့ရပါတယ် bro ကျွန်တော်ဒီဗီဒီယိုလေးဒီ